ကလေးငယ်ဤခန္ဓာကိုယ်အစိတ်ပိုင်းများသည်ရုတ်တရက်ကြီးမားလာခဲ့သည်သူသည်ရေကူးကန်ထဲသို့ခုန်ချလိုက်သောအခါကန်ထဲရှိရေအားလုံးလည်းအပီးတိုင်ပျောက်ကွယ်သွားခဲ့သည်ထိုကလေးသည်မွေးရာပါအထူးစွမ်းရည်များပိုင်ဆိုင်ထားသူဖြစ်ပြီးခန္ဓာကိုယ်၏ညီသည့်အစိတ်ပိုင်းကိုမဆိုစိတ်တိုင်းကျအရွယ်အစားပြောင်းလဲနိုင်စွမ်းရှိသည်ယနေ့သူသည်အထူးစွမ်းရည်ပြိုင်ပွဲအတွက်လာရောက်စမ်းသပ်ခဲ့သည်သူသည်ခြေထောက်ကိုမြှောက်ပြလိုက်သောအခါခြေပွားသည်ချက်ချင်းဆိုသလိုအစာပေါင်း100ခန့်ကြီးမားလာခဲ့သည်ထို့နောက်ခေါင်းကိုမော့လိုက်သည်သူ၏ခေါင်းသည်ပူပေါင်းတစ်လုံးကဲ့သို့ဖောင်းကျော်လာခဲ့သည်အမျိုးသမီးတိုင်လူကြီးသည်အလွန်တရာအံ့အားသင့်သွားခဲ့ပြီးသူအားပထမအဆင့်အောင်မြင်ကြောင်းချက်ချင်းကြေညာခဲ့သည်နောက်ထပ်မိန်းကလေးငယ်တဦးသည်ရေနှဲငယ်ကိုမျိုးချလိုက်ပြီးနောက်ချက်ချင်းဆိုသလိုပါဇက်ထဲမှလှုပ်ရှားတက်ကြနေသောလင်းပိုင်တစ်ကောင်ကိုအန်ထုတ်လိုက်သည်ဤအံ့ဖွယ်ရေးထိန်းချုပ်နိုင်စွမ်းကြောင့်သူမအားဓာတ်ရိုက်အောင်မြင်စေခဲ့သည်နောက်ထပ်ယောက်ျားလေးတဦးသည်ပို၍ထူးခြားသည်သူသည်လုံးဝမြင်ရခြင်းမရှိအောင်ပျောက်ကွယ်နိုင်စွမ်းရှိသည်ဤစွမ်းရည်ကြောင့်သူသည်နောက်အဆင့်သို့ရွေးချယ်ခံရသည့်ထို့နောက်ပြိုင်ပွဲဝင်တဦးသည်ထူးဆန်းသောစွမ်းရည်တစ်ခုကိုပြသခဲ့သည်သူသည်တ िश ူးစကိုမျိုးချလိုက်ပြီးခဲရန်တစ်ချောင်းဖြင့်ပါဇက်ကိုထိုးပြခဲ့သည်ဒိုင်လူကြီးများသည်လုံးဝအကူအညီမရှိတကယ်သို့ဖြစ်နေခဲ့ကြသည်ထိုပြိုင်ပွဲဝင်အားချက်ချင်းပင်ပြိုင်ပွဲမှထုတ်ပယ်လိုက်သည်နောက်တဦးမှာမယုံနိုင်လောက်အောင်အစွမ်းထက်သောမိန်းကလေးငယ်တဦးဖြစ်သည်သူမသည်စပွဲတစ်လုံးကိုမီတာ300အကွာအဝေးသို့လွယ်ကူစွာပစ်ပေါက်နိုင်သည်ထိုမိန်းကလေးငယ်သည်စမ်းသပ်မှုကိုအောင်မြင်စွာကျော်လွှားနိုင်ခဲ့သည်သူမပြီးနောက်စိတ်ဖက်ရှုဖက်နိုင်သောစွမ်းရည်ရှိသည့်ပြိုင်ပွဲဝင်တဦးပေါ်လာခဲ့သည်သူသည်လည်းချောမောစွာဖြင့်ရွေးချယ်ခံခဲ့ရသည်ထို့နောက်ထူးခြားသောကျွမ်းကျင်မှုရှိသည့်ယောက်ျားလေးတဦးရောက်ရှိလာခဲ့သည်သူသည်နှာခေါင်းဖြင့်ပူပေါင်းများကိုမှုတ်နိုင်စွမ်းရှိသည်ပူပေါင်းသည်ဆက်လက်ကြီးထွားလာခဲ့ပြီးမျှော်လင့်မထားသောအရာတစ်ခုရုတ်တရက်ဖြစ်ပေါ်ခဲ့သည်အဆုံးတွင်ပြိုင်ပွဲဝင်4ဦးသာစမ်းသပ်မှုကိုအောင်မြင်ခဲ့ကြသည်